မင်္ဂလာပါဗျကျွန်တော်ဒီနေ့ရိုက်ထားတာကတော့ rooftop မှာရှိတဲ့ပန်းချံလေးအကြောင်းပဲရိုက်ထားတာပါဗျဒီနေရာလေးကတော့အခုနောက်ပိုင်းလူတော်တော်များများသွားလေကြတဲ့နေရာလေးပါခင်ဗျရာမ4လို့ခေါ်တဲ့ဖလန်စီနဲ့စီလုံလန်းတောက်မှာရှိတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျလုံပနီပန်းချံနဲ့လည်းနီနီလေးပါပဲခင်ဗျအပေါ်ကနေလုံပနီကိုလှမ်းမြင်နေရပါတယ်ခင်ဗျသူ့ကို2019နှစ်မှာစတင်ပြီးတော့မှတိစောက်တယ်ပြီးတော့မှ2025စက်တင်ဘာ3ရက်နေ့မှာစတင်ဖွင့်လှစ်ပါတယ်ခင်ဗျမြေနေရာကတော့ Ministry of Finance လို့ပြောပါတယ်ဗျအကျယ်အဝန်းကတော့ 3.7 hectare 9 ဧကလောက်ရှိတာဗျဘောလုံးကွင်း9ကွင်းစာလောက်ပုံမှာတိစောက်ထားတာပါအဲ့ဒီမြေနေရာပေါ်မှာတော့ဟိုတယ်တွေရှိမယ်ပြီးရုံးခန်းတွေရှိတယ်ပြီး shopping mall လည်းရှိတယ်ပြီးတော့လူနေတဲ့အိမ်ယာတွေလည်းရှိပါတယ်ဗျကုန်ကျငွေကတော့46ဘီလီယံဘတ်ရှိတယ်လို့ဆိုပါတယ်ခင်ဗျအောက်ထပ်တွေမှာတော့အဲ shopping mall ကြီးတစ်ခုရှိနေတာပါလူလည်းတော်တော်စီးပါတယ်ဗျဒီအပေါ်ကပန်းချံလေးကိုတော့မှ1.89 ဧကဆို3ဧကနီးပါးလောက်ကိုအသုံးပြုတိစောက်ထားတာပါဗျမြင်တောင်ပြောရရင်တော့ဖြင့်ဘောလုံးကွင်းတစ်ကွင်းစာလောက်ပေါ့ဗျာအဲဒီထဲမှာ coffee ဆိုင်လေးတစ်ဆိုင်လည်းရှိသေးတယ် AC ထိုင်တောက်နားယူပန်းဖြေလို့ရပါတယ်ဗျအပိန်အကြီးတွေလည်းရှိနေတော့အဲ့လိုမျိုးနေရိပ်ကိုချင်တာတော့ဘာလို့လဲရတာပေါ့နော်အဲ့လိုတိုက်တာအဆောက်အဦတွေကြားထဲမှာရှိနေတဲ့နေရာလေးဆိုတော့ထူးခြားလေးတော့ဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်လဲစိတ်ဝင်စားတဲ့သူတွေတော်တော်များတယ်ဗျနိုင်ငံသားအစုံကိုတွေ့ရတယ်ပေါ့နော်အနောက်နိုင်ငံသားတွေလည်းရှိသလိုအဲ့လိုအာရှဘက်ကဂျပန်တို့ကိုရီးယားတို့လည်းတွေ့ရပါတယ်ခင်ဗျတရုတ်အိန္ဒိယတွေလည်းလာကြတယ်ဗျထိုင်းတို့ရဲ့ထုံးစံအတိုင်းလာပပတက်ရက်လေးပါဗျစမ်းချောင်းတိလေးပုံစံနဲ့ငါးလေးတွေလည်းမွေးထားတယ်။ကြောက်ပြားတွေပေါ်ကနေရေတွေစီးခိုင်းပြီးတော့မှအလှဆင်ထားတယ်။တော်တော်ကြည့်ရှုအပန်းဖြေလို့ကောင်းပါတယ်ဗျာ။ကျွန်တော်တို့မှာတော့ဒီခေါမိုးမိုးယူတာကိုဖာလို့မပြီးနိုင်ဘူး။သူတို့တွေရဲ့တိုက်ခေါမိုးတွေအပေါ်တက်တွေမှာကတော့အဲ့လိုရေပန်းတွေလည်းဆင်ထားတယ်။ပြီးရင်ရေကူးကန်တွေနဲ့အားရပါရအောင်တိစောက်ထားကြတာပါဗျာ။တူတူချာချာဒီမှာတော့အဲ့လိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လမ်းလာလျှောက်တဲ့သူတွေတော့မတွေ့ရဘူးခင်ဗျအပန်းပြေသဘောနဲ့ပဲလာရောက်လက်ပတ်တဲ့သူတွေကများပါတယ်ခင်ဗျမကြုံလို့လားမသိပါဘူးခင်ဗျခုနောက်ပိုင်းတော့ဒီရေပန်းနေရာတွေကိုဈေးအောင်ပွဲတွေလောက်တာကြပါပြီဗျဒီလိုတွတ်တက်ခင်မိတဲ့အဆောက်အဦတွေကြားထဲမှာဒီတဘာဝတရားကိုလာရောက်ခံစားရတာတော့ထူးထူးခြားခြားအရသာတစ်ခုပါခင်ဗျာCentral Park ကိုရောက်ခဲ့ပြီဆိုရင်ဖြင့်လေးလွှာထိတက်လာပြီးတော့မှဒီနေရာကိုဝင်လာလို့လည်းရပါတယ်ဒီမှာ Molly Tea ဆိုတာရှိတယ်ဒီမှာတော့အဲ့လိုပုံစံလှလှလေးတွေပြင်ဆင်ထားပါတယ်ဒါတော့ Central ရဲ့အတွင်းဘက်လေကောင်းကိုဝင်လာမိပြီးတော့မှမြင်ရမယ့်မြင်ကွင်းပါဗျငါးလွှာအပေါက်ပေါ့နော်ဒါတော့ခုနနေရာကိုပဲဒီဘက်ကနေပြန်လှည့်ရိုက်ထားတာပေါ့နော်ဒီဆိုင်လေးတွင့်ရုံရောက်ပါပြီခင်ဗျခက်တော်မလို့ရေးထားရတယ်ခင်ဗျ
ဒါကတော့6လအပေါက်ပေါ့နော် Central ဝင်ပေါက်ကနေတွေ့ချင်းမြင်ရမယ်လှေကားကနေတဆင့်ချင်းတက်လာမယ်နေရာပေါ့နော် The Glass House ဒီကနေလည်းထွက်လို့ရပါတယ်မှန်တွေတော်တော်များသုံးထားတာပေါ့နော် BDS နဲ့လာမယ်ဆိုရင်ဆာလာဒန်မှာဆင်းရပါမယ် Exit 5ကနေထွက်လို့ရပါတယ်ဗျလမ်းညွန်ပြထားတာတွေရှိပါတယ်ဗျကြည့်ပြီးတော့သွားလို့ရပါတယ်MRT နဲ့လည်းလာရောက်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါတိုးတက်ပြောင်းလဲနေတဲ့နေရာတစ်တွေမှာပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးပါခင်ဗျ